မြဲတဲ့ကိုယောက်ျားအပေါ်ကပဲနေရရင်လည်းသူတို့ကမကြိုက်ဘူးလူဆိုတာအပြန်လည်းရှိတတ်ကြတယ်ယောက်ျားကြိုက်ရင်ဘလို့ဆက်ဆံရမလဲတဲ့ညီမလေးတယောက်လာမေးထားတော့ပေါ်တင်ဖြေပေးလိုက်တယ်နော်ဒါကမင်းကလေးတိုင်းလိုမယ်ထင်လို့ယောက်ျားလေးအကြိုက်လွယ်ပါတယ်ညီမလေးနေ့စီကျင်လေနေတဲ့ဘဝကိုပဲရင်ပြောပြမယ်အဲ့ရတဲ့ကိစ္စအပထားကိုယောက်ျားရဲ့စိတ်ဓာတ်ကိုအသိဆုံးတချို့ယောက်ျားလေးကအေးဆေးတာကြိုက်တယ်အလောက်ကနေပြန်လာအေးဆေးဆေးနေရတာကြိုက်တယ်ပြန်လာရင်ဖုန်းထုတ်ကြည့်တယ်မယ်သူဂိမ်းဆော့ဆန်ရှင်းဆော့မယ်တချို့ယောက်ျားလေးကြိုက်တဲ့ဟာပဲပြတာတချို့ယောက်ျားလေးကျတော့မိမနာကတ်နေတာကြိုက်တယ်တချို့ယောက်ျားလေးကျတော့အလောက်ကနေပြန်လာရင်တငယ်ချင်းနဲ့ရှောက်သွားရကြိုက်တယ်လက်ဖေးစားထိုင်ရတာကြိုက်တယ်တချို့တော့ယောက်ျားလေးကမိမစာနာတဲ့ယောက်ျားလေးတွေကကျတော့မိမအနားမှာနေမှမိမကူနေကြတတ်တယ်ဒီအချိန်မှာကိုယ့်ရဲ့ယောက်ျားအကြိုက်ကဘဲဟာလဲအခုဆွဆွပြောတဲ့ဒီလောက်များတဲ့မှာဘဲဟာကြိုက်လဲအေးစစ်စစ်နေချင်တဲ့သူတယောက်ကကျတော့အလောက်ကနေပြန်လာပြီးအိတ်ကနေချလိုက်ပြီဆိုရင်မိမပူညာလောက်တာမခံနိုင်ဘူးနောက်ပြီးပြဿနာတစ်ခုကိုတက်လာရင်သူဒေါရထွက်နေတဲ့အချိန်ကိုဖန်ဒေါ်ကြီးမောကြီးနဲ့ပြန်ပြောရတာမကြိုက်ဘူးဒါယောက်ျားတိုင်းမကြိုက်ဘူးဒေါ်ကြီးမောကြီးနဲ့ပြန်ပြောတာမကြိုက်ဘူးအားလည်းရဲ့မို့တငယ်ချင်းနဲ့တော့တွေ့နေတဲ့အချိန်တွေ့မယ်လို့ကိုယ်ကိုလည်းခွင့်ပန်ပြီးအေးစစ်စစ်တွေ့နေတဲ့ဟာကိုတကွန်ဖုန်းခေါ်ပြီးမှပူညာလောက်မှရန်ရှာပြီးမှပြန်လာခိုင်းတာကိုမကြိုက်ဘူးနောက်ပြီးတနေကုန်အပြင်မှာအလုပ်လုပ်ပြီးအိမ်ပြန်လာပြီးမှနေ့ရဲ့ကိစ္စကိုပြန်ပြီးမှနေ့ရဲ့ပြဿနာလိုက်ရှင်းပေးနေရတာကိုမကြိုက်ဘူးဘာလို့လဲဆိုတော့သူတို့ကမကြိုက်တာတဲ့သူတို့ကပြင်ပန်းနေပြီမို့လို့သူတို့နားချင်နေပြီမို့လို့နေ့စောက်တင်ပြောထားတဲ့ဟာလေတနေကိုတနေကဘာလုံးမမလုပ်ပဲပြဿနာရှာထားတဲ့ဟာလေနောက်ပြီးနေ့ရတကတကလိုက်ပြောတဲ့သူမကြိုက်ဘူးအိပ်ပြန်တော့လဲအိပ်ပြန်ပြီထပြန်တော့လဲထပြန်ပြီစားပြန်တော့လဲစားပြန်ပြီသွားပြန်တော့လဲသွားပြန်ပြီအိမ်မှာနေပြန်တော့လဲနေပြန်ပြီနေရတကတူနဲ့အပြစ်ပဲလိုက်ပြောနေရတူမကြိုက်ဘူးဘာလို့လဲဆိုတော့မင်းကလေးပဲလွတ်လပ်ခွင့်ရချင်တာမဟုတ်ယောက်ျားလေးလည်းသူတို့လည်းလွတ်လပ်ခွင့်ရချင်တယ်သူကမိမယူထားတာကြည်ကြက်ရင်မှုယူထားတာမဟုတ်ဘူးနေရတကလိုက်ကြည်ကြက်မှလိုက်ပြောနေလည်းမကြိုက်ဘူးဒါပေမဲ့မိမပဲကြည်ရမှာဟုတ်တယ်ကြည်တဲ့အရာကိုကြည်ပါပြောတဲ့အရာကိုပြောပါတိတ်မမအစားလိုက်ပြောနေအစမပြေဘူးဒါတွေအားလုံးကကြောင့်ကိုယောက်ျားအပေါ်မူတည်တယ်တကယ်တော့လေကိုယောက်ျားဘာမကြိုက်ဘူးလဲဆိုစောဘေးဆောင်မလို့လားကိုယ်တိုင်ငေါ့ကိုတိတယ်ဘာလို့လဲဆိုကိုယောက်ျားဘယ်လိုမျိုးလဲကိုယောက်ျားဘယ်လိုအချိုးမျိုးလဲကိုယောက်ျားဘယ်လိုလူမျိုးလဲကိုယ်တိုင်လည်းတိတယ်ဒါပေမဲ့တိရတဲ့နိုင်ကိုယ်တိုင်မပြင်းနိုင်တာလူဆိုတာယူထားတယ်ဆိုတာတယောက်ကိုတယောက်နားလည်မှုရှိဖို့အနိုင်ယူဖို့မဟုတ်ဘူးနေလဲနဲ့လွတ်လပ်နေချင်တဲ့ချိန်ရှိမယ်သူလည်းအဲ့လိုပဲအေးစစ်နေချင်တဲ့ချိန်ရှိမယ်အပြန်အနံနားလည်မှုရှိဖို့တော့လိုရည်နော်နောက်ပြီးအိယာကိစ္စအမြဲတဲ့ကိုယောက်ျားအပေါ်ကပဲနေရရင်လည်းသူတို့ကမကြိုက်ဘူးလူဆိုတာအပြန်လည်းရှိတတ်ကြတယ်ရှိလဲရှိရတယ်ရှိလဲရှိတဲ့တယ်သူကြီးပဲအားဆိုင်လို့လည်းအဆင်မပြေဘူးလူဆိုတာကအဲ့လိုပြောလိုက်လို့ရတယ်ငါယောက်ျားကိုအောက်မှာထားတယ်ငါတစ်ခါတည်းအပေါ်မှာနေပြီးဒါပေမဲ့ဒုတ်ချောင်းတယောက်လိုနေလဲတော့မကြိုက်ဘူးနောက်ပြီးလက်အားတယောက်လိုစကားမပြောတတ်တဲ့အယူမတယောက်လိုနေလဲမကြိုက်ဘူးအဲ့ဒါတီးဖို့လိုတယ်